ခုဆိုလို့ရှိရင်အလုပ်လျှောက်တဲ့အခါမှာ CV form အပြင်ကာဗာလက်တာကိုပါတောင်းခံလာကြပါတယ်ကာဗာလက်တာဆိုတာလုပ်ငန်းရဲ့ကျွမ်းကျင်မှုလုပ်ငန်းရဲ့အတွေ့အကြုံအရေးအချင်းဒီလျှောက်ထားတဲ့လုပ်ငန်းနဲ့ကိုက်ညီမှုရှိရဲဆိုတာကိုတိုးကျုပ်ဖော်ပြထားတဲ့ကိုရီကိုတွေစာတစ်စောင်ပဲဖြစ်ပါတယ်ကာဗာလက်တာရေးတဲ့အခါမှာဘယ်လိုမျိုးအချက်တွေရှောင်ရမယ်ဘယ်လိုမျိုးအချက်တွေလိုက်နာရမယ်ဆိုတာကိုဗဟုသုတအနေနဲ့မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာရှုပ်ထွေးစေတဲ့စကားလုံးအသုံးတော့စာလုံးပေါင်းတပ်ပုံမမှားဖို့လေအထူးဂရုပြုဖို့လိုပါတယ်။ကာဗာလက်တာထဲမှာအိုင်ဆိုတဲ့စကားလုံးကိုထပ်ခါအသုံးပြုဖို့အတွက်လည်းရှောင်ကျဉ်ရပါမယ်။ CV form ထဲမှာရေးသားထားတဲ့အကြောင်းအရာကိုကာဗာလက်တာထဲမှာထပ်မံပြီးတော့ထည့်သွင်းခြင်းကိုလည်းရှောင်ကျဉ်ရပါမယ်။ကွန်ပျူတာနဲ့ရိုက်ပါလက်ရေးနဲ့မရေးပါနဲ့။ကုမ္ပဏီတစ်ခုထက်ရှောက်ထားရဲဆိုတာမျိုးကိုလည်းကာဗာလက်တာထဲမှာထည့်သွင်းဖော်ပြခြင်းကိုရှောင်ကျဉ်ရပါမယ်ခင်ဗျာ။ကာဗာလက်တာနဲ့ပတ်သက်ပြီးတတိထားရမယ့်ချက်တွေကိုပြောပြပြီးဆိုတော့ကျွန်တော်ကထပ်မံပြီးတော့လိုက်နာရမယ့်ချက်တွေကိုမျှဝေပေးမှာဖြစ်ပါရဲ့ခင်ဗျာကာဗာလက်တာရေးထားတဲ့အခါမှာအနည်းဆုံးစာပိုက်3ပိုက်ဒါမှမဟုတ်4ပိုက်ရှိသင့်ပါတယ်ကာဗာလက်တာထဲမှာမိမိရဲ့လိပ်စာဖုန်းနံပါတ်အီးမေးလ်လျှောက်ထားတဲ့နေဆွဲတွေကိုထည့်သွင်းခြင်းအပြင်အင်တာဗျူးတဲ့အခါမှာမိမိကိုအလွယ်တကူဆက်သွယ်နိုင်မှာဖြစ်ပါတယ်မိမိလျှောက်ထားတဲ့ကုမ္ပဏီရဲ့အမည်လိပ်စာလေးရေးရမှာဖြစ်ပါတယ်အကယ်၍များကာဗာလက်တာကိုဖတ်ရှုမဲ့သူသိရှိပါကဥပမာဝီလီယံကဖတ်မယ်ဆိုပါစို့ဒါဆိုလို့ရှိရင် Dear Mr. William ဆိုပြီးတော့ရေးရမှာဖြစ်ပါတယ်ဒါမှမဟုတ်ဘဲနဲ့ဘယ်သူဘယ်ဝါဖတ်မယ်ဆိုတာကိုမသိရှိဘူးဆိုပါစို့ဒါဆိုလို့ရှိရင် To whom it may concern လို့ရေးရမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးပိုက်ရဲ့နေ့တန်းမှာမိမိလျှောက်ထားတဲ့ຢာတွေကိုဘာကြောင့်စိတ်ဝင်စားရဲဆိုတဲ့အကြောင်းကိုရှင်းရှင်းလင်းလင်းဖော်ပြရမှာဖြစ်ပါတယ်ဒါအပြင်မိမိရဲ့ယာတူအလုပ်အကိုင်ကိုလည်းထည့်သွင်းဖော်ပြရမှာဖြစ်ပါတယ်ခင်ဗျမိမိဟာလုပ်ငန်းအတွေ့အကြုံမရှိဘူးဆိုပါစို့ဒါဆိုလို့ရှိရင်ထိုကြော်ညာကိုဘယ်ရတစ်ဆင့်သိရှိပြီးတော့ရှောက်ထားရဲဆိုတာမျိုးကိုဖော်ပြလို့ရပါတယ်ခင်ဗျာဒုတိယနဲ့တတိယအပိုင်းမှာမိမိရဲ့လုပ်ငန်းအတွေ့အကြုံအရေးအချင်းအောင်မြင်တဲ့အချက်လက်တွေကိုထည့်သွင်းဖော်ပြရမှာဖြစ်ပါတယ်ဒါအပြင်မိမိဒီယာတူနဲ့ကိုက်ညီမှုရှိတဲ့မိမိမှာရေးချင်းအပြေးဝရှိရဲဆိုတာမျိုးကိုထည့်သွင်းဖော်ပြမှာဖြစ်ပါတယ်။ကဲ၍များဒီယာဒီကိုရရှိမည်ဆိုပါကမိမိမှာကိုယ်တိုင်ဘယ်လိုများလှုပ်ဆောင်နိုင်နေဆိုတဲ့အကြောင်းကိုလည်းပြည့်စုံထည့်သွင်းဖော်ပြလို့ရပါတယ်။ကာဗာလက်တာရေးထားတဲ့အခါမှာနားလည်လွယ်တဲ့စကားလုံးအသုံးအနှုန်းကိုဒါဖော်ပြရေးသားရမှာဖြစ်ပါတယ်။ဒီကုန်းချုပ်အနေနဲ့မိမိရဲ့အရေးချင်းတွေကိုကိုယ်တိုင်ဖြေကြားခြင်းနဲ့ဆိုတဲ့အကြောင်းကိုတောင်းဆိုရမှာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ sincerely ဒါမှမဟုတ် kind records နဲ့မိမိနာမည်ကိုထည့်သွင်းရေးသားရမှာဖြစ်ပါတယ်ခင်ဗျ။အခုဆိုလို့ရှိရင်ကျွန်တော်မျှဝေပေးလိုက်တာတော့ကာဗာလက်တာကိုဘယ်လိုမျိုးရေးသားရမလဲဆိုတဲ့အကြောင်းကိုမျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်